ဒီလူဟာသူ့ရဲ့လက်ကိုကျိုးတလူဖန်တီးပြီးပတ်တီးအောက်မှာတနက်တက်လက်ကိုဖွက်ထားတယ်သူ့ရဲ့ဖွမ်းကတော့ရိုးရှင်းပါတယ် wheelchair ပေါ်ကချမ်းသာကြွယ်ဝတဲ့လူကိုတက်ပြီး mission ပြီးတာနဲ့ထွက်သွားဖို့ပါပဲဒါပေမဲ့သူလှုပ်ကြံတော့မဲ့အချိန်မှာပဲအဝေးကနေ sniper တယောက်ပေါ်လာတယ်တစ်ချက်တည်းကွက်တိပါပဲကြီးကဓာတ်ရိုက်နှလုံးထဲထိဝင်သွားတယ်လူတွေချက်ချင်းရုပ်တဲတဲဖြစ်သွားတယ် bodyguard တွေကလူတက်ကောင်ကိုရှာဖို့အလင်းအမြန်လှုပ်ရှားကြတယ်ဒီအချိန်မှာ Stallone ကဒုတိယလှုပ်ကြံသူကိုတွေ့သွားတယ်တန်ရှင်းသမားလိုဟန်ဆောင်ပြီးထွက်ပြေးဖို့ကြိုးစားနေတယ်သူတိသွားပြီးသူ့ mission ကလက်လွတ်သွားတော့မယ်ဆိုတာဒါကြောင့်အကောင်းဆုံးနေရာတစ်ခုကိုရှာပြီးချက်ချင်းပစ်ချလိုက်တယ်ဒါပေမဲ့လွဲသွားတယ်ဒုတိယလှုပ်ကြံသူကလည်းပြန်ပစ်တယ်နှစ်ယောက်လုံးနောက်မှဝင်ပြီးတယောက်ကိုတယောက်အချိန်ကောင်းကိုစောင့်နေကြတယ်ဒါပေမဲ့အဖြစ်ပြက်ကဒီမှမရက်ဘူး bodyguard အများကြီးဒုတိယလှုပ်ကြံသူကိုဝိုင်းလိုက်ကြတယ်3စက္ကန့်ပဲအားလုံးကိုတယောက်မကြံပစ်ချလိုက်တယ် Stallone ကတော့ဆက်ပြီးပစ်နေတော့သူနားလည်လာတယ်ဒီကောင်ကထိုးတယောက်ပဲဆိုတာသူသိသွားတယ်ဒါပေမဲ့ဒုတိယလှုပ်ကြံသူကတော့ဒီ game ကိုပိုပြီးကြိုက်နေတယ်မကြခင်မှာပဲရဲကား2စီးလာရောက်ပြီးဖက်ပေါက်တွေကိုပိတ်လိုက်တယ် crossfire အလဲမှာပိတ်မိနေတဲ့ဒုတိယ assassin ကမမျှော်လင့်ထားတဲ့အရွေးတစ်ခုလှုပ်လိုက်တယ်သူလက်မြောက်ပြီး surrender လုပ်လိုက်တယ် Stallone အတွက်တော့နောက်တစ်ခါထပ်တိုက်ခိုက်ဖို့အခွင့်အရေးမရှိတော့ဘူးရဲတွေကဒုတိယလှုပ်ကြံသူကိုခေါ်သွားတဲ့အချိန်သူကနောက်ပြန်ဆုတ်ဖို့သာရွေးချယ်လိုက်ရတယ်ဒါပေမဲ့ဒီဟာကအစပဲဖြစ်တယ်